စကပေါ်မှာကွစ်တိုတပွဲကို$1ပဲပေးရတဲ့မွန်တိုင်ကင်ချင်းဆိုတဲ့ထိုင်းဆိုင်လေးမှာမနေ့ကသွားဆက်ဖြစ်ခဲ့တယ်ဒီထိုင်းဆိုင်လေးကထိုင်လို့ကောင်းတယ်တတရရလေးလည်းရှိတယ်ကျွန်တော်တို့အမှဒီနဲ့ဆိုရင်9မိနစ် location ထုတ်ပြီးလမ်းလျှောက်ရင်ရောက်ပါတယ်။ Quick Deal $1ဘိုးလို့တဲ့အတွက်ကိုစားမဲ့အသားနဲ့အရသာရွေးပြီးတော့ပွဲကြီးပါတစ်ခါလေးရေးပေးရပါတယ်။အရင်ဆုံးပွဲရည်20ပွဲကိုကြက်သားဝက်သားမဲသားနဲ့အရသာမျိုးဖဲပြီးတော့ယူခဲ့ပါတယ်။ကွီတီယိုပွဲလေးတွေကနဲပေမဲ့ဆောက်လို့တော်တော်ကောင်းပါတယ်